တခါတော့ကတထေးကြီးတူဟာလူလူပြော့ပြီးပွဲကြီးတစ်ခုပြုလုပ်ရန်စီစဉ်လိုက်ပါတယ်။အဲ့ဒီပြော့ပြီးပွဲမှာအထူးဆန်းလုပ်ပြနိုင်သူကိုစုပေးမဲ့စီစဉ်လဲပါဝင်ပါတယ်။လူများပြားလဲအဲ့ဒီပွဲကိုစိတ်ဝင်စားကြည့်ကြတဲ့ပရိသတ်နဲ့ပြိုင်ပွဲဝင်လို့သူများလည်းအများပြားရှိကြပါတယ်။အဲ့ဒီအထက်မှာလူရှင်တော်တူလဲပါပါတယ်။သူဟာအရင်ကတည်းကအထူးဆန်းတွေပြသခြင်းတွေနဲ့နာမည်ကြီးတဲ့သူတစ်ယောက်ပါ။သူဟာအဲ့ဒီပွဲအတွက်ဘယ်နေရာမှပြသခြင်းမရှိသေးတဲ့အထူးဆန်းတစ်ခုပြမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီသတင်းကိုကြားတဲ့အခါတမျိုးလုံးအလုံးစိတ်ဝင်စားသွားကြပါတယ်။ပျော်ပြပွဲနေ့သို့ရောက်တော့အခါလူရှင်တော်ကိုကြည့်လို့လူအများပြားလာရောက်ခဲ့ကြပါတယ်။တိတ်မကြခင်ပွဲစားတဲ့အခါပြိုင်ပွဲဝင်နေတဲ့မိမိတို့စံတလောက်အထူးဆန်းတွေလှုပ်ပြကြပါတယ်။ဒါပေမဲ့လူရှင်တော်လောက်စိတ်မဝင်စားကြပါဘူး။ခဏကြာတဲ့အခါလူရှင်တော်စင်မော်ကိုတက်လာလိုက်ပါတယ်။သူစီမှာအပေါ်မပါဘာမှလည်းကင်မထားပါဘူး။သူဟာရုတ်တရက်သူဝတ်ထားတဲ့ကုတ်အင်းကြီးတွေကိုခေါင်းကိုငုံလိုက်ပြီးဝက်ကလေးတစ်ကောင်လိုអော်လိုက်ပါတယ်။သူ့အော်ပုံကဝက်နဲ့အလွန်တူတာကြောင့်သူ့ကိုအိမ်ကြီးထဲမှာဝက်တစ်ကောင်ဝက်ထားတာဖြစ်မယ်လို့လူတိုင်းကထင်ခဲ့ကြတာပါ။အဲဒီနောက်သူ့ကောင်ကိုကိုအိမ်ကြီးထဲမှာပြန်ပေါ်လိုက်ပြီးသူ့ကိုစစ်ဆေးကြည့်ဖို့ပြောတဲ့ဖြစ်စစ်ဆေးကြည့်တဲ့အခါဘာမှမတွေ့ကြပါဘူး။လူများလည်းအံ့ဩပြီးလူရှင်တော်အားဆုရှာကြပါတော့တယ်။အဲ့ဒီအချိန်လာကြည့်တဲ့ပရိသတ်ထဲမှာနွားကြောင်သားတအုပ်လည်းပါပါတယ်။သူကငါသူ့တဲ့တောင်းလှုပ်ပြနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မှာပဲအဲ့ဒီလူရှင်တော်ကိုနိုင်အောင်ပြိုင်မယ်လို့စိန်ခေါ်လိုက်တော့ပါတယ်။နောက်တနေ့မှာလာကြည့်တဲ့ပရိသတ်တွေကအရင်ပွဲတက်ပိုပြီးများပြားလာခဲ့ပါတယ်။အဲ့ဒီပရိသတ်အများစုကလူရှင်တော်ကိုသာတင်ကြည့်ပြီးလူရှင်တော်ကသာအနိုင်ရမယ်လို့ထင်မြင်ချက်တွေပေးနေကြတာပါ။မကြမီပြိုင်ပွဲစားတော့ပြိုင်မဲ့သူနှစ်ဦးလုံးစင်မောတက်လာကြပါတယ်။လူရှင်တော်ကပထမဆုံးဝက်လိုអော်ပြလိုက်တယ်။ဝက်အတန်နဲ့အလွန်တူတာကြောင့်ပရိသတ်အများပြားအားပေးကြပါတယ်။အဲ့ဒီနောက်နွားကြောင်သားလက်ကိုရောက်လာခဲ့ပါတယ်။သူလည်းလူရှင်တော်လိုမျိုးအပေါ်အိမ်ကြီးတွေကိုခေါင်းကိုငုံလိုက်ပါတယ်။ဒါပေမဲ့သူဟာဝက်အစ်စ်တစ်ကောင်ကိုအိမ်ကြီးထဲမှာကွယ်ဝက်လာပြီးတော့ဝက်ကလေးနှစ်ရွက်ကိုလိန်ဆွဲလိုက်ပါတော့တယ်။ဝက်ကလေးလည်းနာကျင်တာကြောင့်អော်တော့တာပေါ့။ဒီလိုနဲ့နွားကြောင်သားဟာရှင်ပြိုင်လို့ပြီးတော့အခါဝက်အော်တဲ့နဲ့လည်းမတူဘူး။လူရှင်တော်ကသာပိုတူအောင်អော်နိုင်တယ်လို့ပြောကြလို့နွားကြောင်သားဟာရှုံးသွားပါတယ်။အဲဒီအခါနွားကြောင်သားဟာဝက်ထားတဲ့ဝက်ကိုထုတ်ပြပြီးတော့ခမည်းတော်ဆုံးဖြတ်ချက်တွေဘလောက်မှန်လဲဒီမှာကြည့်ကြဆိုပြီးပြောလိုက်ပါတော့တယ်။ဒီပုံမြင်လေးကတော့လူတယောက်ကိုအထင်ကြီးလေးစားသွားတဲ့အခါအဲဒီလူဘာလို့လို့ကောင်းမြင်တတ်သည့်လူတဘာဝကိုထင်ဟပ်စေပြီးတခါတည်းလူအများဟာအစ်စ်တဲ့အထုကိုပို့ပြီးတော့ထင်ကြီးယုံကြည်တတ်တဲ့အကြောင်းကိုသင်ခန်းစာပေးထားတာပဲဖြစ်ပါတယ်။ခုဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like ကလေးတစ်ချက်နဲ့အားဖြည့်ပေးခဲ့ကြပါအောင်ခင်ဗျာ။နောက်ထပ်ခုလိုမျိုးဘ ഹു တုဒဖြစ်ပွဲရစာပေတွေကိုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe နဲ့ခေါင်းလောင်းလေးနှိပ်ခဲ့ကြပါအောင်ခင်ဗျာ။